မလေးရှားလာဖို့စဉ်းစားနေရလားခဏလေးရက်ပြီးဒါကိုရင်နားထောင်လိုက်ပါဦးဒီချက်တွေကိုခင်ဗျားတို့မသိပဲလာခဲ့ရင်တော့ခင်ဗျားတို့ရဲ့ဘဝပတ်စံကုန်လာတဲ့ပိုးဆိုးတဲ့ငယ်တွင်းတွေကိုကြောက်ပါပါလိမ့်မယ်ကျွန်တော်ကတော့ဘိုင်ဘိုင်ဦးပါကျွန်တော်ကိုယ်တိုင်မြင်တွေ့ရတဲ့လူတွေသတိမထားမိပဲလုပ်ပြီးတဲ့အမှား၃ခုအကြောင်းကိုခင်ဗျားတို့မလုပ်မိအောင်သတိပေးပါရစေပထမတစ်ချက်ကတော့ပတ်စံရေးတဲ့ငွေတွေလက်ကကုန်မသွားချင်ဘူးဆိုရင်ဆက်လက်တောက်တာကိုစီမံရပါမယ်မလေးရှားနိုင်ငံမှာကစားတောက်ဆိုင်တွေမှာဆက်လက်တောက်ရင်ဒဏ်ငွေဆောင်ရတာနည်းရမဟုတ်ဘူးရင်းက250ကနေပြီးတော့1000ထိပေးဆောင်နေရပါတယ်မြန်မာငွေနဲ့ဆိုရင်တော့သိန်းချီကုန်သွားနိုင်ပါတယ်တခြားသူတွေလည်းတောက်နေရပဲဆိုပြီးတော့လိုက်မတောက်ပါနဲ့တင်ရနိုင်ငံခြားသားမှုလို့ဖမ်းခင်ရရင်ပတ်စံမဆောင်နိုင်တာနဲ့လည်းချုပ်တဲ့တက်ရောက်သွားပါလိမ့်မယ်ဟောဘေးတော့တဲ့သူတွေလည်းတူတူပဲနော်တတိထားကြပါဒုတိယတစ်ချက်ကတော့ကျွန်တော်တို့မြန်မာတွေအဖြစ်များဆုံးပါပဲ agency တွေကအလဲဗီဇာနဲ့လာခဲ့ကိုရောက်မှအလုပ်ဗီဇာပြောင်းပေးမယ်ဆိုတာမျိုးတွေဒါတွေကလုံးဝချင်းစကားကြီးပါလုံးဝမဟုတ်ပါဘူးအဲစကားကိုယုံမိတာနဲ့တင်းရဲ့ဘဝမြဲရဆတာပါပဲအလုပ်ကလည်းတရားဝင်လုပ်လို့မရဖမ်းခင်ရရင်လည်း agent တွေကကူညီမှာမဟုတ်ပါဘူးဒီလိုနဲ့လမ်းဘေးရောက်သွားတဲ့မြန်မာတွေမှာကျွန်တော်မျက်စိရှိမှာအများကြီးပဲကျေးဇူးပြုပြီး agent တွေပြောတိုင်းမယုံလိုက်ပါနဲ့လိမ်ခံရအောင်တတိထားကြပါနောက်ဆုံးတစ်ချက်ကတော့ခင်ဗျားတို့ရဲ့လွတ်လပ်ခွင့်နဲ့အသက်ပါပဲမလေးရှားမှာသွားလာရင်က passport ငွေရင်းဟာခင်ဗျားတို့ရဲ့အသက်ပါပဲမိတူတွေကင်ဆောင်ထားတယ်ဖုန်းထဲမှာဓာတ်ပုံရှိရဆိုတာတွေကရဲတွေနဲ့တွေ့လာလို့ရှိရင်အသုံးဝင်ပါဘူးနောက်ပြီးဗီဇာတရလေးပဲကြော်သွားပါသေးခင်ဗျားကိုတရားမဝင်နေထိုင်သူလို့သတ်မှတ်ပြီးထောင်ဒဏ်တွေမကပါဘူးချိန်တိုင်းတွေပေးနိုင်တဲ့ဥပဒေတွေလည်းရှိပါတယ်ဒါနောက်နေတာမဟုတ်ပါဘူးတကယ်ဖြစ်နေတာပါဒီလိုလေးကိုကြည့်နေတဲ့သူတွေလည်းပေးကင်းကြပါစေတည်တည်ခြင်းတဲ့သူတွေရှိရင်လည်း share ပေးလိုက်ပါဦးနောက်ထပ်မလေးရှားအကြောင်းဗာတွေသိကျင်သေးလဲကွန်မန့်မှာရေးခဲ့ပေးကြပါကျွန်တော်ကတော့ဘိုင်ဘိုင်ဝဲ